ကြားအဖြူနဲ့ကြားအညိုဝါကြတော့ဘာလေးတွေကွာလဲဘယ်ဟာကျမ်းမာတွေတော့ပိုတင်တော်တယ်ဒီကားကတော့ကလေးတွေအတွက်ဆိုလို့ရှိရင်ဘယ်လိုကြားကပို့ပြီးတော့မှကျွေးတင်လဲပေါ့နော်ပြီးတော့ကြားအဖြူနဲ့ကြားညိုမှာဆိုရင်တော့အဖြေရှင်းရှင်းလေးပြောရင်ကြားညိုတော့ပိုကောင်းတယ်။ဘာကြောင့်လဲဆိုတော့ကြားညိုကကြတော့သူကသဘာဝနဲ့အနည်းဆက်ဆုံးအခြေအနေမှာရှိနေတယ်ပေါ့ကြားဖြူကကြတော့ refine လို့ခေါ်ရဲပေါ့နော်အယောင်တွေချွတ်ထားတယ်နောက် chemical process တွေအများကြီးဖြတ်သန်းလိုက်ရတဲ့အတွက်ကြောင့်မလို့သူကဒီကြားအနေနဲ့မှာဆိုလို့ရှိရင် chemical တွေထိထားတဲ့ထဲမှာပါတယ်ပေါ့အဲ့အတွက်ကြောင့်မလို့ဒီသွေးတွင်းက blood sugar level ကိုလည်းမထိန်ပေးနိုင်ဘူးရေဘူးအဖြစ်ပြောရဲဆိုလို့ရှိရင်တော့သူကကောင်းကျိုးကိုမရှိတဲ့လောက်ပဲပေါ့နော်နောက်ပြီးတော့ chemical အများကြီးထိထားတဲ့အတွက်ကြောင့်မလို့လဲသူ့ကိုစားရတဲ့ခါမှာဆိုလို့ရှိရင်သူ့အနေနဲ့က nutrient တွေလည်းမရတဲ့အပြင်ဟို chemical တွေနဲ့ပါပို့ပြီးနှိစက်သွားတယ်ပေါ့အဲ့အတွက်ကြောင့်မလို့တကယ်လို့တရားကိုကျွေးမယ်ဆိုလို့ရှိရင်တော့အဓိကကိုယ့်ရဲ့ baby လေးတွေအတွက်ဆိုလို့ရှိရင်တရားအညိုကိုကျွေးရပါမယ်နောက်ပြီးတော့ကလေးတွေကကြတော့အသက်2နှစ်ထိပေါ့နော်2နှစ်ထိတရားကျွေးလို့မရပါဘူး2နှစ်ကျော်တော့မှပဲတရားကျွေးလို့ရပါတယ်အဲ့တော့2နှစ်ကျော်ရင်တော့တရားအညိုလေးတွေထည့်ပြီးတော့မှကျွေးလို့ရပြီ2နှစ်အောက်မှာဆိုလို့ရှိရင်တော့သူ့ရဲ့ပေါ့နော်တချို့မုံလေးတွေနောက်ပြီးတော့တချို့ဒီ product လေးတွေဆိုလို့ရှိရင်တရား added sugar တကူတွေကပါတဲ့ဟာလေးရှိတယ်ပေါ့ဒါမျိုးလေးဆိုရင်တော့ကျွေးလို့ရတယ်ဒီဟင်းတွေချက်တဲ့ခါမှာနောက်ပြီးတော့ဒီမနက်စာပြင်ပေးတာတို့နောက်ပြီးတော့ no တိုက်တယ်ဆိုရင်လည်း formula ဒါမှမဟုတ်ရင်လည်းဒီနွားနို့ပေါ့နော်တိုက်တဲ့ခါမှာဆိုရင်လည်းတရားခတ်ပေးတာတို့ဒါမျိုးတွေကိုမလုပ်ရဘူးလို့ပြောချင်တာပါဘေဘီလေးတွေကိုပဲရွယ်မှာဗာကျွေးရမလဲနောက်ပြီးတော့လည်းဒီကျွေးနီးပေါ့နော် cooking video လေးတွေဆိုလို့ရှိရင်ဒေါက်တာဖွင့်ထားတဲ့တင်ထဲမှာလာပြီးတော့လေ့လာလို့ရပါတယ်ဒီထဲမှာဆိုလည်း BAW နဲ့ပတ်သက်တဲ့ဒီဟင်းချက်နေလေးတွေနောက်ပြီးတော့ကလေးတွေအစာကြီးများရဲ့ရွယ်မှာဆိုရှင်ချက်ကျွေးရမယ့်တရေစားလေးပေါ့နော်ဒါမျိုးလေးတွေကိုလည်း video လေးတွေထည့်ပေးထားပါတယ်အဲ့တော့တင်ထဲမှာပြန်ဆုံးကြမယ်နော်